ပါလက်စတိုင်းနိုင်ငံအနောက်ဘက်ကဟီဘရွန်မြို့မှာအောက်တိုဘာ16ရက်နေ့ကအသက်17နှစ်အရွယ်ပါလက်စတိုင်းကလေးငယ်တူကိုအစ္စရေးကတနက်နဲ့ပစ်ခတ်တပ်ဖြတ်လိုက်ပါတယ်။မိုဟာမက်ဘာဂျတ်အယ်ဟာလာကလို့ခေါ်တဲ့အဲ့ဒီကလေးငယ်ဟာចောင်းသားလေးပါ။လမ်းပေါ်မှာဘောလုံးကန်နေရင်းနဲ့ဒီလိုတပ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။အခုနှစ်တွင်အနောက်ဘက်ကမှာအစ္စရေးကတပ်ဖြတ်ခဲ့တဲ့ကလေးငယ်အကြီးတွက်ဟာအနည်းဆုံး42ဦးရှိလာပြီဖြစ်ပါတယ်။ဒီယာကတော့အသက်2နှစ်အရွယ်သမီးငယ်လိုင်လာအယ်ခတ်တဲ့ပါမိသားစုနဲ့ညစာစားနေတဲ့အချိန်အစ္စရေးစစ်တပ်ကဗရင်မောက်ကနေပစ်ခတ်ခဲ့တာကြောင့်ဦးပေါင်းကိုကြီးစံမှန်ပြီးတေဆုံးခဲ့ပါတယ်အခုနှစ်ဇန်နဝါရီလမှာဖြစ်ပါတယ်သူကတော့အသက်73နှစ်အရွယ်ရီမတ်အယ်မိုရီပါဖေဖော်ဝါရီလအတွင်းဂျီနီမြို့ကသူ့အိမ်ခြံဝင်းထဲမှာမတ်တက်ရနေစဉ်အစ္စရေးစစ်သားတွေကအနောက်ကနေတနက်နဲ့ပစ်တက်သွားတာဖြစ်ပါတယ်အဲ့ဒီတနေ့ထဲမှာပဲအသက်12နှစ်အရွယ်အီမန်နာဆာဆိုတဲ့ပါလက်စတိုင်းကလေးငယ်ကလည်းပြစ်တက်ခြင်းခံခဲ့ရပါတယ်။ဟီဘရုန်မြို့ကသူ့ရဲ့ဆွေမျိုးတွေစီကိုတွားလဲစဉ်အစ္စရေးစစ်သားတွေကအနောက်ကနေတနက်နဲ့ပြစ်တက်ခဲ့တာပါ။အသက်14နှစ်အရွယ်ပါလက်စတိုင်းအမေရိကန်အမ်မာရာဘီဖြစ်ပါတယ်။ဧပြီလအတွင်းကအယ်မွန်ဒီခူးနေတဲ့အချိန်မှာအစ္စရေးစစ်သားတွေကတနက်နဲ့6ချက်တီးပြစ်ခတ်တပ်ဖြတ်ခဲ့တာပါ။14နှစ်ရွယ်ဒီလူငယ်2ဦးကတော့စက်တင်ဘာလအတွင်းမှာတနေတဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ဂျီနင်ဒုက္ခသည်စခန်းကိုဝင်ရောက်စီးနင်းစဉ်မှာဖြစ်ပါတယ်။ဒီဒုက္ခသည်စခန်းကိုတိုက်ခိုက်မှုကလနဲ့ချီကြာခဲ့ပြီးအပြစ်မဲ့ပါလက်စတိုင်းပြည်သူအများအပြားတပ်ဖြတ်ခံခဲ့ရပါတယ်။